Alhamdulillah, terima kasih. Ini exercise 2.2 nama setahun konsisten saku sebab usul ini no. Nasanya seperti ini alo. Usai intervensi yang masih yang tuan sero. Ini lo no. Jadi itu usul ini. Setahun kau write down. Kita apa? Hari uji sama lo. The binomial expression of 1 plus 2 is the whole power and you can have high. အဲ့လိုစမ်းထားတဲ့အခါမှာ ascending power of is x ထက်နှုန်းဟာအကြီးကြီးနဲ့ကြီးသွားပြီ။အဲ့ဒါလေ as far as ရအဖြစ်ဘယ်ဖြစ်ကြမှာလို့ the term contains x ပါတဲ့အဖြစ်နဲ့စမ်းထားပါအပေါ်စမ်းထားကြမလို့ဘူးညမတို့ကโอเคဒါဆိုရင်တော့မိဖို့လို့တော့ယူပြလိုက်။ 41 plus 3 is the whole power and ကိုကျွန်တော်ကပြန်ချမယ်။ပြန်ချတဲ့အခါမှာဘယ်သူဒီကိုပြန်ချမလို့ x ကိုတည်ရတဲ့အဖြစ်နဲ့ပြန်ချမယ်။ x နောက်ကြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က x ကိုရင်းပြီးလေးလုံးထိဖြတ်မှရမယ်ဆိုတဲ့သဘောပေါ့။ဟုတ်။ကျွန်တော်တို့ MC0, MC1, MC2, MC3 လေးလုံးထိဖြတ်မှ x ကိုပြီးမှာ။အဲ့ဒီဖြတ်ချပြရမယ်။ပြီးတော့ရင် given that ကပေးထားတယ်။ coefficient of x ရဲ့ရောက်ထားတဲ့ gain ဒီ is twice နဲ့စဖြစ်ပါတယ်။ဒါ coefficient of x square နဲ့ရောက်ထားတဲ့ gain နဲ့စဖြစ်ပါတယ်။ and ပြီးတော့ both are positive gain နဲ့ခုစလုံးဒီအပေါင်းကိန်းများဖြစ်တဲ့ဆိုရင် find the value of n and then body ကိုရှာပြီးပါ။ okay ဒါဆိုရင်ဆရာမကစပြီးတော့တော်တော်လေးရေဆုံးဆရာမပြန်ပါဒီ1 plus 2 is the whole power n ကိုပြန်ပါ h ပါတဲ့ဒီပြန်မယ်ဆိုတော့ဆရာမပြောတဲ့ဒီလေးလုံးဒီပြန်မယ် nc0 nc1 nc2 nc3 ဆရာမလေးလုံးပြန်လိုက်တယ်ဒီ plus dot ဒီဖြစ်တဲ့ 1d n ကနေစတယ်1 power n minus 1 1 power n minus 3 1 power n minus 3 tick for ကိုဘယ်တစ်ထပ်တည်တည်ဖြစ်တဲ့အတွက်ကြောင့်မို့ရေးချင်နေရတယ်ရေးချင်နေရတယ်နောက်ပြီး 2h ကဒီမှာမရှိဘူးဒီကနေစမယ် 2h တစ်ထပ် 2h နှစ်ထပ်ဒါက 2h သုံးထပ်ဆန်းထားလိုက်ပြီးပြချမ်းစားဆိုတော့ဆရာမလည်းဆန်းစားပြီးနည်းနည်းလေးစီးပြီးလာရင်ကောင်းမလား NC0 လေးက1တစ်ပေါ်ပတ်တဲ့တရားလေး NC1 က n တစ်ပေါ်ပတ်တဲ့တရားတစ်နောက်ကကောင်မှ 2h ရာလေးဒါလေးက NC2 ဆိုတော့ဆရာမက1 2 n minus 1တစ်ပေါ်ပတ်တဲ့တစ်နှစ်ထပ်ဆိုတော့ 4h square ရာလေးဒါမျိုးလည်းဖြတ်ပြီးလိုက်အောင်လေ1 2 3 n minus 1 n minus 2ဒီပုံစံတွေဒီဒါလေးရကြတော့နှစ်သုံးတက်က a plus dot ဆန္ဒကြည့်ထပ်ကြည့်လို့ရတယ်ဒီနေ့မြောက်တော့ဒီဒါလေးကခုနေ့ဒီနောက်လေးကတော့ 2 and 8ဒါလေးရကြတော့ဆရာမလှမ်းကြည့်လိုက်တယ်ဒီမှာနှစ်တက်ပြီးနေပြီးစီးနေဒါကြောင့်လို့ဆရာမတို့ဒီလေးဒီပိုင်းထိမှာဘာမှမရှိတော့ဘူးစီစုံးမှာပါလေးတော့လို့ဆို 2n n minus 1 h square ပြန်ပြီး plus ဒါမရှိလေးရရနော်ဆရာမတစ်ခါလေးပြုတ်ရှင်းပေးလိုက်တာဒီဝိုင်းဆရာမကနှစ်တက်လေးစီးလေးစီဒါဆိုရင်ဒီမှာပါကြတော့ဆိုပိုင်းဝင်မှာ4ပိုင်းဒီမှာ3 n minus 1 n minus 2ဒီတော့ HCD ကျန်နေ plus dot အရင်တော့ဆိုမရှင်းသေးဘူးမရှင်းသေးဘဲနဲ့တိုင်းလို့ရတာတော့ရပါတယ်အခုစိတ်ကူပေါလို့ရှင်းပြီးလိုက်ပြီပေါ့ဒီတော့အဲ့မှာသူပေးထားတဲ့အတိုင်းကိုကြီးစီရှင်းတော့ HC ကျန်မှနေအောင်မယ် EOEFFI CRDIP ကိုကြီးစီရှင်းတော့ HC ဆိုဒီမှာ HC နဲ့ရောက်ထားတဲ့ကိန်းဆိုတော့ဒီမှာရှာထားပြီးသားဒီစနစ်ရောက်ထားတဲ့ကိန်း413 n minus 1 n minus 2ကျွန်တော်တို့ h ကိုထည့်ရမလို့ဘူးဒီတော့ coefficient of h square ဆိုတော့ COEFFI DRENT coefficient of h square နဲ့ရောက်ထားတဲ့ကိန်းဒီ
2n into n minus 1 a square ကိုရေးကြမျိုးကိုဒါဆိုရင်ကျွန်တော်တို့ find the problem ပုံစံကြီးကဘာလေးပြောထားတော့ပုံစံကြီးကကျွန်မမြင်နေတာပဲက coefficient of AC coefficient of AC ကိုခေါ်ရင် 4/3 n minus 1 n minus 2လေးဒီတင်ထားမှာ is ဆိုရင်ညာချင်း point ဆိုတော့နှစ်စားဆိုတော့နည်းနည်းမြောက်မှာဘယ်သူ့ကိုမြောက်မှာတော့ coefficient of a square ဆိုတော့ 2n into n minus 1လေးကိုမြောက်မှာဒါဆိုရင်ကျွန်တော်ဟိုဘက်ဒီဘက်လေးကြည့်လို့ n minus 1 n minus 1နည်းနည်းလေးကလေးအကုန်ကြည့်တော့ကုန်ကြည့်တော့ဗာလေးကျန်နေလို့ဒီဘက်ဆမ်းမှာကျန်မတို့က n minus 2/3ကျန်နေတယ်ဒီဘက်မှာတော့အကုန်ကြည့်တော့1ကျန်နေတယ်3လေးကတော့မြောက်လိုက်တော့ n minus 2 equal to 3 minus 2လေးကဟိုဘက်သွားလိုက်တော့ n equal to 5လူချင်းနဲ့ find the value of n မှာ n တန်မိုးလေးတွေဘာဖြစ်ပါလဲဆိုပြီးတော့ရသွားပါလိမ့်မယ်ဒါလေးရလေးတွေဆရာမပိုင်ဆုံးရဲ့တူရန်လေးကိုအသုံးပြုပြီးတော့သူမိထားတဲ့ပုံစံလေးပါခေယပုံဒီစကိုက်ကြည့်လိုက်ဆိုရင်ဒီပုံလေးကိုလည်းရမှာနေဒါဆိုရင်ဆရာမနောက်တစ်ပုဒ်ကိုတွားရအောင်လက်ခွနေနေကုန်းလေးကြည့်နေ write down ချရေးလိုက်တော့ဘာကိုချရေးမှာတော့ first 310အမှားဆုံးကိန်းသုံးလုံးပဲချရေးရမှာအများကြီးရမလို့ in binomial expansion ထည့်ထားတဲ့အခါမှာအရှိဆုံးသုံးလုံးပဲသိချအဲ့ဒီအခါမှာဘာတွေ့ရမလဲ ascending power of h ထက်မျိုးကို AC ကြီးသွားတော့မင်းတို့တွေ့လိမ့်မယ်ဘာတို့ဖြတ်မှာတော့ 1 plus ah ဆိုပါမှာအဲ့လိုဖြတ်ချအဲ့ဒီပါပါတဲ့ AC 0နဲ့မညီဘူးတော့ဟိုတော့ထားပြီးတာဒါလေးကတူချမ်း given that ခုနအတိုင်းပဲပေးတယ် coefficient of h နဲ့လျှောက်ထားတဲ့ကောင် in this expansion ဒီချက်ထားလိုက်တဲ့အထဲမှာ h နဲ့လျှောက်ထားတဲ့ကောင်ဒီ is twice နှစ်ဆပဲဘယ်သူထက်တော့ coefficient of h square ထက်ကိုနှစ်ဆဖြစ်နေလို့သိထားတယ်ကျိုးတက်တတိကြကမှာက n equal to a plus 1 by a ဖြစ်ကြောင်းတတိကြရမှာဒုတိယချက် find the value of coefficient of h square ကိုရှာပြီးတော့အဲ့လိုရှာတဲ့အခါမှာအင်းညာမှာဗာလေးထည့်ရမလို့ဆိုတော့ကျွန်မတို့ 1/2 လေးထည့်ပြီးတော့တွက်ပြီးပြောတာမိခေါ်လေးက3ပိုင်းတော့ပါတယ်ဒီဒါဆိုရင်ကျွန်မတို့ဖြည့်ချင်းတွက်ကြည့်ရအောင်အမှားဆုံးတစ်ပိုင်းဘယ်သူ့ကိုဖြန့်ချမှာလို့ဆိုတော့1 plus 8 တော့ဘူးပေါ့မှာ n ကိုဖြန့်ချမှာသုံးလုံးပဲဖြန့်ချမယ်ဆိုတော့ nc0 nc1 nc2 သုံးလုံးပဲဖြန့်ချမယ်နောက်မှာ dot ရေးနေပြီဒီကိစ္စတဲ့1ဒီ n ကနေစမယ်1 power n minus 1 1 power n minus 2နောက်ကိစ္စတဲ့ AEC ဒီမှာမပါဘူးဒီမှာတစ်ထပ်ဒီနားမှာနှစ်ထပ်ရှင်းစင်လို့ရတယ်မရှိစင်လို့ရလို့ပြောရင်စပါတီတစ်ခေါက်တော့မရှင်းတော့ရဲထုတ်လိုက်တော့မယ်ဒီလိုတော့ဝယ်ဖြန့်ချဆိုဒီမှာဖြန့်ချလိုက်ပြီမြင်ကြည့်လို့ရပါတယ်နော်စီးပြီးလိုက်ပါမယ် NC0 က1တစ်ပေါ်ပတ်သက်တဲ့ NC1 က n တစ်ပေါ်ပတ်သက်တဲ့ a နဲ့ h နဲ့ဒီတိုင်းကြီး NC2 ကအောက်က1 2အပေါ်က n minus 1ဒီပေါ်မှာတက်တင်တင်ဒီ a is the whole square a square plus dotဒါကတစ်တလီယာဒီဒါလေးမြောက်လိုက်တော့ n a h plus တစ်နလီယာနေဒါလေးက n minus 1 a square plus dot အမှားဆုံးပုံလုံးကိုကျွန်မဖြန့်ချလိုက်ပြီးအမှားတစ်ပိုင်းပြီးသွားပြီဒီရတစ်ပိုင်းလေးစမယ် coefficient of h ဆိုတော့ဒီနေ COFFI CRENT coefficient of h ရဲ့ဒီတွေက h နဲ့မြောက်ထားတဲ့ကောင်ဆိုဟောဒီမှာ h နဲ့မြောက်ထားတဲ့ကောင်က NA ဒီ coefficient of h square ဆိုတော့ COEFFI CRENT coefficient of h square ဆိုတော့ h square နဲ့မြောက်ထားတဲ့ကောင်ဟောဒီမှာနောက်ဆုံးမှာn minus 1 by 2 a square
ဒါဆိုပု္ပ္ပာအရာပါဠိများပြောထားတော့ by the problem ပု္ပ္ပာအရာညမတို့ဒီဒီလိုက်တော့ coefficient of x ဆိုတော့အရင်လာတဲ့ NAD ဒီ equal to is ဆိုတော့ 5 လို့ပြောရင်နောက်ကကောင်ပါနဲ့မြောက်လို့နည်းနည်းမြောက်နေဘယ်သူမြောက်မှာတော့ coefficient of e square လို့ခေါ်တဲ့ n minus 1 by 2 e square လေးကိုမြောက်နေဒါဆိုကျွန်တော်တို့ကြည့်ကြရှိတာကြည့်တာအောင်ဟောဒီ2နဲ့2နဲ့ကကြည့်ဒီဘက်က n နဲ့ဒီဘက်က n နဲ့ရလေကြည့်လေဟောဒီ a တစ်ထက်ကလည်းဒီမှာကြည့်တော့ဒီတစ်ထက်လေးကျန်နေဒါဆိုရင်ဆရာမတို့ပါဠိကျန်နေလို့ကြည့်ရအောင်အခုဒီဘက်ကအကုန်စီတော့ပါဠိပဲကျန်လို့ဆိုတော့1ပဲကျန်နေတယ်ဒီဘက်ကပါဠိကျန်လို့ဆိုတော့ n minus 1နဲ့ပါဠိကျန်လို့ဆိုတော့ a ကြီးကျန်နေတယ်ဆရာမက n minus 1က n ကိုပဲလို့ကျင်တာဆိုတော့ဒီ a လေးကဒီဘက်ကိုပါလာလို့မလို့ဆိုတော့ကျွန်တော်တို့စားမယ်1 by a equal to n minus 1ဒီနားလေးမှာကတ်သွားလိုက်မယ်ဒါဆို minus 1လေးကဒီဘက်လာတော့ minus 1လေးကဒီဘက်လာတော့1 by a plus 1 equal to n ကျန်နေပြီဒါဆိုပိုင်းကြီးကြီးနဲ့ a အလေးက1 plus 2ကဒီတော့ a equal to n တို့ဒီနာလေးအဲ့ဒီလေးဖြစ်နေဆိုကြောင့် n equal to 1 plus a နဲ့ a plus 1နဲ့အတူတူပဲ a plus 1 by n a တို့ဒီနေ့ဒုတိယတစ်ပိုင်းလေးရသွားပြီဆရာမဒါဆိုရင်တတိယတစ်ပိုင်းလေးပါမယ်ဒီခါတော့ပါချမ်းမလား find the value of coefficient of e square coefficient of e square ဆိုဒါလေးကိုရှာခိုင်းတာဟုတ်တယ်ဒါလေးကိုရှာခိုင်းတာအဲ့ဒီနေရာမှာ a နေရာမှာဘာလေးတွန်းလို့ဆိုတော့ 1 by 2လေးတွန်းခိုင်းနေဆရာမဒီဓာတ်ရိုက်အစားတွန်းလိုက်တယ်ရနေဒါပေမဲ့ဆရာမက n လေးကိုအရင်တွန်းကျင်ပြီးတယ်1 a equal to 1 by 2ဆရာမဒီနေရာမှာတစ်ခါလေးအစားတွန်းနေတယ်ဆိုလည်းရတယ်ဆရာမကတော့ n လေးကိုရေးစားတယ်လေဒီမှာ n လေးရေးပြီးတော့ a equal to 1 by 2ဆိုရင်မှာစားတယ်လို့ဆိုဟောဒီ n လေးကိုရှာတယ်လို့ n လေးက a plus 1 by a လို့ပြောတယ်အဲ့ဒီ a နေရာမှာကျွန်တော်ဗာလေးဖြစ်ချင်တော့ဆို1 by 2လေးဖြစ်ချင်တော့ဒါလေးကိုရှင်းလိုက်ရင်ကျွန်တော်ဘယ်လောက်ရတော့ဆိုအပေါ်က3 by 2အောက်က1 by 2ဒါဆိုရင်ကျွန်မ2နဲ့2နဲ့ပြင်ဘယ်လောက်ရတော့ဆိုတော့3ရတယ်အဲ့နေရာမှာပါစားသွင်းလို့ရတော့ဆို3သွင်းလို့ရပြီဒါဆိုရင်ကျွန်မတကယ်ကြီးကြာပြီ coefficient of a square ကိုကျွန်မရှာတာပြောရပြီ coefficient of a square ဒီမှာကျွန်မထားပြီးတာ n minus 1 by 2 a square ဒီမှာ n ကိုကြိုရှာထားတဲ့အတွက်ကြောင့်မို့ n နေရာမှာစားသွင်းလို့ရပြီ3 minus 1 by 2 a နေရာဒီမှာ1 by 2 square ဒါဆိုရင်ဒီရ3နောက်ကကြတော့နေဒီမှာကြတော့1 by 4ဒါဆိုရင်ဒီနဲ့ဒီတော့နောက်ဆုံးဖြေလေးက3 by 4ဖြစ်ပါတယ်ဒါဆိုရင် coefficient of a square ရဲ့3 by 4ဆိုပြီးတော့ရပါတယ်ပထမတစ်ပိုင်းလေးက3ကိုဖြတ်ခိုင်းတာပြီးတော့သူ့ရဲ့ပိသားချက်ကနေ n လေးကိုရှုသတ်လုပ်ခိုင်းနေပြီးတော့ဒါတတိယတစ်ပိုင်းလေး a equal to 1 by 2ဆိုပြီးတော့ဆရာမ n လေးကိုရေးရှာတယ်ဒီမှာ coefficient of a square ကိုရှာရင်တော့လွယ်တယ်အဲ့လိုမှမဟုတ်ပဲဆရာမကြီး a equal to 1 by 2ဒီမှာပဲတိုင်းရဲ့အစားသွင်းနဲ့ n နေရာဒီမှာ a plus 1 by a လေးတွင်းမယ်ဆိုရင်ရတယ်နောက်ဆုံးဒီဖြေတယ်ထွက်ပါတယ်ဒါတော့နည်းနည်းပုံပြီးသိရှင်းနေတယ်ဆိုတဲ့နည်းလေးပေါ့နော်ဒါဆိုရင်ဒီတစ်ပုဒ်ဒုတိယတစ်ပုဒ်လေးရဲ့ပြီးသွားပါပြီ။ညမှာနံပါတ်18ကိုသွားပါတော့မယ်။18ကြည့်လိုက်တော့ if the expansions of pentane is ascending power of is ကထပ်ပြီးတော့ကြည့်သွားမှာပဲ as far as အထိအဲ့ဒီတော့ the term is a square ပါတဲ့အထိကိုမင်းတို့ဖြန့်ချလိုက်ဖြန့်ချတဲ့အခါမှာ2 minus h နဲ့1 plus h တော့ power 6ရောက်ထားတာနော်ဟောဒီကိန်းတစ်ခုရောက်ထားတဲ့တန်ဖိုးလေး is ဖြစ်ပါတယ်1 plus b square plus dot ဖြစ်ပါတယ်သူကရောက်ထားပြီးသားဖြစ်ကိုတန်းပေးတာမင်းတို့ find the value of a and of b a တန်ဖိုးနဲ့ b တန်ဖိုးကိုရှာပြီး
Okay, siamo doka alati kandi bawo, siamo lo sa kaine kauni yin chama bo. Chama ko ni ya paro do 2 minus 8. 2 minus 8 is siamo lo 1 plus 8 thousand power 6. Siamo lo di si ya ke ya thajyo ma ba le do jaw lo phan sia ma lo bo. Naw wa ke ko phan ni kha ma le 8 square ထိလေဖြန့်လို့ပြောရတဲ့ကြောင့်လို့ဆရာမတို့3လုံးဖြန့်ရတယ် this is 0 this is 1 this is 2 3လုံးလေးဖြန့်လိုက်ရပြီရှင်ဒါဆိုရင်ရှေ့ကင်းကပါပြီးတော့မြို့တွေ့တိုင်းက1ဆိုတော့1 6တက်1 5တက်1 4တက်နောက်ကိစ္စတဲ့ age ကဒီမှာမရှိဘူးဒီမှာ age တစ်ထပ်ဒီမှာ age နှစ်ထပ် Okay, so my share over 2 minus 8. Dalia, this is 0 1. This help a car. This is 1 got 6. Then other car. This is the car. 8. This is 2 1 2 6 5. The leader got this. Dalia is square. A square plus dot. Okay, Daddy, deal with 2 minus 8. Daddy, I did tell you that. 8. Daddy, I 6, 8. Daddy, I did it. Only south of Sanga E square plus dot. ဒီကိလေးနှစ်ခုမြောက်မယ်လို့ပြောတာဆရာမတို့ဝင်မြောက်ပြီးဖို့လိုအပ်ပါတယ်သူကကိန်းနှစ်ခုမြောက်ပြီးသားဒီကိုပေးထားတာပါဆရာမကဒီတိုင်းတန်းတိုင်းထားခဲ့လို့မရပါဘူးဒါကြောင့်မလို့ဆရာမတို့မြောက်ပြီးရပါမယ်ဒီမှာမိကုံးလေးတစ်ချက်မှားနေလို့နော်ဒါလေးကတစ်မဟုတ်ပါဘူးဒါလေးက1ပါရေးပြီးပေါ့နော်ဆရာမအဆောင်ထဲမှာမှားနေရဆိုရင်ပြင်လိုက်နော်ဒါလေးကတစ်မဟုတ်ပါဘူးမိကုံးလေးက1ပါဒါဆိုရင်ကျွန်တော်ဝင်မြောက်ပေးရမယ့်တာဝန်ရှိတယ်။နှစ်နဲ့အကုန်လုံးဝင်မြောက်ပါ။နှစ်နဲ့ကျွန်မတော့လွယ်အောင်လို့ပေါ့နော်။မြင်းမျိုးတို့လို့ရတယ်ဆိုတော့ကျွန်မဒီမှာလွယ်အောင်လို့ပဲတော်လိုက်တော့။ဒါဆိုရင်ကျွန်မကနှစ်နဲ့တင်နေရောက်တော့နှစ်နဲ့6နဲ့လမ်းရောက်တော့7နဲ့ 8နှစ်နဲ့15နဲ့လမ်းရောက်တော့30 e square minus is နဲ့1နဲ့ရောက်တော့ minus is နဲ့6 is နဲ့ရောက်တော့ minus 8 square minus is နဲ့15နဲ့ရောက်တော့ minus 15 square is 2 plus dot အဲ့ဒီမှာမျိုးတူတဲ့ကောင်ကြီးပေါင်းပြီးရပြီအဆုံးကြီးမှာနှစ်ကဒီတိုင်းထားပြန်မှဒီမှာပြမယ်ဟောဒီမှာ h လေးရှိတယ်ဟောဒီမှာ h လေးရှိတယ်မျိုးတူတဲ့နှစ်ကောင်ပေါင်းပြီးရမယ်ဘလို့ပေါင်းမလို့အဲ့ဒီ h ကိုပုံထုတ်ပြီးတော့ပေါင်းပါပေါ့ဒါဆို h ကိုပုံမှန်ဒီမှာတို့ရှိတော့ရှိမှာစနစ်ရှိတယ်ဟောဒီ h ကိုပုံမှန်နောက်မှာဘယ်လိုပြန်လဲတော့ -1 လေးပြန်ခဲ့လိမ့်မယ်အနာတူရေးဆရာမမှာ h ကြီးလေးရှိပါတယ်ရော a square လေးရှိပါတယ်ဟောဒီမှာ a square ဒါဆို a square နှစ်ခုကဘယ်လိုပေါင်းလဲခုနအတိုင်းပဲပုံလေးထုတ်ပြီးပေါင်းမှာ a square ကိုပုံထုတ်လိုက်ရင်ဟောဒီမှာဘယ်လိုပြန်လဲတော့ရှိရ30 a square ပြန်ခဲ့တယ်ဟောဒီမှာ a square လေးကိုပုံထုတ်လိုက်ရင် -6a ပြန်ခဲ့တယ်ဒီဟာနှစ်ကမျိုးတူမရှိလို့ဒီတိုင်းထားတယ် a နှစ်ခုမျိုးတူလို့ပေါင်းတဲ့နှုတ်တဲ့ a square တစ်ခုမျိုးတူလို့ပေါင်းတဲ့နှုတ်တဲ့ဟောဒီမှာ h ကျူရဘယ်သူမှမရှိလို့ဒီတိုင်းထားလိုက် plus dot ဒါဒီဆရာမတို့ကဒီကိစ္စတစ်ခုကိုဖြန့်ပြီးတော့မြောက်လိုက်လို့ရတဲ့အဖြေဒါဆိုပု္ပ္ပာကပေးထားတဲ့အဖြေကိုဆရာမကူရမယ်တာဝန်ရှိတယ်ပု္ပ္ပာပေးထားတယ်ဟောဒီ2 minus 8နဲ့1 plus 8 the whole power 6ကိုမြောက်လို့ရတဲ့အဖြေလေးပေးထားတာဒါလေးကကျွန်မပြင်လိုက်တယ်နော်2ဆရာမက plus ba square ကိုညာလေးလာရင်းနေအားလုံးရတော့ဆရာမက a square နဲ့ a square နဲ့ကိုအပေါ်အောင်နှိုင်းရှင်လို့ရအောင်လို့တမန်တတိနာလေးမှာလာရတာသူကလေးဆရာမဒီလိုလေးပဲသူကနှလုံးနဲ့ရေးထားတယ်ဆရာမတို့ပြောက်တာအများကြီးရတယ်သူပေးတာတော့ 2 plus ba square ပဲပေးထားတယ်ဆရာမက2အောင်မှာ2ရေးတယ်ညီတယ်ဆိုတာသိစေချင်လို့ဟောဒီမှာ a square အောင်မှာညီတယ်ဆိုတာသိစေချင်တော့ဟောဒီ x အောင်မှာဘာမှမရှိဘူးဆိုတာလည်းသိစေချင်တယ်ဟောဒီမှာမင်းတို့မြင်တဲ့အတိုင်းပဲ a square ဒါဆိုရင် a square ရဲ့မြောက်ပုံလေးဖြစ်တဲ့30 a square minus 6a ဒီလိုနဲ့ညီလို့ရတော့ဆိုတော့
ဒီနေ့ဒီလိုရတယ်ဟုတ်တယ်ဟုတ်ဓမ္မဒီမှာညပြမယ်ဟောဒီမှာ 13a square minus 6ad a square မြောက်ပေါ်ပြီးအောက်က a square မြောက်ပေါ်ပြီးဘယ်လိုနဲ့ညီလို့ရတော့ညီလို့ရတယ်ဒါဆိုရင်နှစ်ကလည်းတူတယ်ဒါဆို a square မြောက်ပေါ်ပြီးကဘယ်လောက်ဖြစ်မလို့ဟောဒီပေါ်မှာတော့ x ပါပြီးတော့အောက်မှာ x လည်းမပါပါလားမပိုင်ကိုပါကိုထည့်လို့ရတယ်မင်းတို့စားတဲ့ရှေ့မှာနောက်တစ်ပြီးရှင်တော့ရတယ်လို့ပြောတာပဲ0 x အမျိုးနေပြီးဆင်လိုက်တာနဲ့ဒါက x မပါတဲ့ကောင် x တစ်ထပ် x နှစ်ထပ်ဒါဆိုရင်ဒါလေးဒီပါလေးတော့ x လုံးဝမရှိဘူးဆိုတဲ့သဘောဘာနဲ့တွဲရေးလိုက်လို့0နဲ့တွဲရေးလိုက်ဟိုဆရာမမြတ်ဖို့ရင်းညီလို့ရပါပြီဟောဒီမှာ x ကအပေါ်အမြတ်ဖို့ရင်းနေဘယ်လိုလေးတော့ဆရာမတို့အပေါ် x မြတ်ဖို့ရင်းနေ12 a minus 1ဖြစ်ပြီးတော့အောက်က x မြတ်ဖို့ရင်းနေ0ဖြစ်တယ်ဒါဆိုရင်ဆရာမတွက်လို့ရပြီ 12a minus 1ဟောကတော့ plus 1 a equal to 1 by 12ဟောဒီမှာ a တန်ဖိုးရသွားပြီအဲ့ဒီ a တန်ဖိုးရတယ်ဆိုရင်ဟောဒီမှာဆရာမအစားပေးမှာပေါ့30 a နေရာမှာ1 by 12 နှစ်ထပ် minus 6 a နေရာမှာ1 by 12 equals to bဒါဆိုရင်ဆရာမကဒီရှိရ30စနစ်12ရာ140အနု6တမီ6နမီစနစ်ဆိုတော့1 by 2 equal to 8ဒါလေးကိုဆက်ရှင်းလိုက်နေပေါ့နော်ဆရာမတို့ဒါလေးကနှစ်တမီနှစ်5လီ30နှစ်9လီ14နှစ်2လီ4ဒါဆိုရင်ဆရာမတို့ရှိရကောင်းပြီးရ50 by 72 အောက်က minus 1 by 2 equal to 2ဓမ္မပိုင်းတင်ကြည့်လိုက်မယ်72 15 minus စနစ်ချအောင်ဆိုပါနဲ့ရောက်တာပါတော့ဓမ္မတို့စနစ်ချအောင်ဆို36နဲ့ရောက်မှာ36နဲ့ရောက်တော့36တပီ36အဲဒါမလို့ဓမ္မ36တရား15အောင်လို့6တရား1တော့5တော့တော့3တရား1တော့27ပိုင်း92ဝေးကြည့်ဒါလေးရပါလိမ့်မယ်3နဲ့စားလို့ရသေးတယ်ပေါ့နော်3နဲ့စားပြီးလိုက်ပါဦးခင်ဗျာမဒါ3 9လေး27 3နဲ့6 3လေးစနစ်ဆရာမတို့ရဲ့ဒီဆိုတဲ့ဖြေလေးဒီဆရာမတို့ -7 by 24ရလာပါလိမ့်မယ်ဒီနားလေးမှာတစ်ချက်တတိထားမှာပေါ့နော် x ကမြတ်ဖို့ကိမရှိဘူးဆိုရင်0နဲ့ညီနေရတယ်ဒါကြောင့်မို့ 12a minus 1ကို0နဲ့ညီလိုက်တဲ့အခါမှာ1 by 2ထွက်လာတယ်ဒါလေးကတော့ဆရာမကကယ်ကူလေတာမသုံးလဲရှင်းနေလို့အဲ့လောက်ကြီးရှင်းနေတာမင်းတို့ကကယ်ကူလေတာသုံးရင်အစိုးရက -7 by 24ရမျိုးဝင်ထွက်လာမှာဆရာမတို့ရှင်းရှင်းစရာမလိုပေါ့နော်ဒါကဆရာမကယ်ကူလေတာမခေါ်ထားမိလို့ဒီတိုင်းလက်တွေ့စင်းရတက်ကြတယ်လို့အဲ့လောက်ရှင်းနေတာကယ်ကူလေတာသုံးလိုက်ရင်ရှင်းနေထွက်လာမှာဒီပုံစံလေးကဒါလေးကတော့နည်းနည်းတမျိုးလေးဖြစ်နေတယ်လေ့လာထားဖို့လိုအပ်တယ်ပေါ့နော်သဘောတရားအပြင်တော့ဒီလိုပါပဲYeah, the last one now so focus on the goal. Find the first 3 times ဆိုတော့သူလည်းပဲဆရာမတို့ကိုအမှဆုံးဂိမ်း3လုံးပဲရေးခိုင်းတာပါ။သူရဲ့ဂိမ်း3လုံးလုံးဆရာမတို့ပြောလိုက်ပြီနော်1 plus a the whole power 10ရဲ့ဂိမ်း3လုံးကိုဖြန့်ချပါတော့။ပြီးသွားရင် by substituting အစားသွင်းလိုက်တော့ a ကိုတွေ့ရင် 2x minus 5x square ဆိုတာလေးအစားသွင်းလိုက်အစားသွင်းပြီးသွားရင် find the coefficient of x square ကိုရှာပြီးဘယ်လိုဆိုတော့1 plus 2x minus 5x square the whole power 10အတွက်ကို coefficient of x square ကိုရှာပြီးဒုတိယစီအမှန်မသိဘူးဒါပေမဲ့တွက်ရင်စီရန်လွယ်တာကျွန်တော်တို့ပထမဆုံးဖြန့်ခိုင်းတာက1 plus a the whole power 10လေးကိုဖြန့်ခိုင်းတာဘယ်နှလုံးဖြန့်ခိုင်းတော့3လုံး10 0 10 1 10 2 3လုံးဖြန့်ခိုင်းရင်တော့ဖြည့်ရင်းရ1ပေတဲ့1 4တဲ့1 6တဲ့နောက်ကိန်းဒီ a မရှိဘူး a တစ်ထပ် a နဲ့ထပ်အဲ့ဒီအခုမှနေ10 c 0က1 10စက်ကလည်း1 10 c 1က10 1 9ရက်က1နောက်မှာ a10 c 2က1 2
say who this is a got a square plus dot ဒီမှာတစ်တလီယာတဲ့ဒါလီယာ30 a ဒါလီယာ2 5 30 5 9 45 a square plus dot အဲ့ဒီကိစ္စပြီးသွားပြီပြီးတော့သူကဘာလာပြောတော့ I substitute တဲ့အစားသွင်းပြီးအင်းနေရာမှာဘယ်သူအစားသွင်းပြီးတော့ 2x minus 5x square ကိုအစားသွင်းပြီးဟိုအကုန်သွင်းမှာပေါ့ဒီမှာအင်းနေရာအကုန်လုံးလိုက်သွင်းမှာဟောဒီဘက်က1 plus ဟောဒီအင်းနေရာမှာလည်းဘာကြီးသွင်းတော့ 2x minus 5x square ကိုသွင်းတယ်ဒီမှာစေတဲ့ဟောဒီအင်းနေရာဒီမှာသွင်းလိုက်တာနော်ဆရာမနေအောင်ပြရမယ်ဆိုပိုင်းအောင်လေးနဲ့တော့ပြပြလိုက်မယ် a ကိုတွေ့ရတယ်ဆရာမဘာသွင်းတော့ဆိုတော့ 2x minus 5x square ကိုသွင်းလိုက်တယ်ဟောဒီ a နေရာလေးမှာဟောဒီမှာသူဖြန်းလို့ရတဲ့နေရာဒီမှာလည်းနေရာချင်း1က130 a ကိုတွေ့ရတဲ့ဘာကြီးသွင်းမှာတော့ဆရာမက 2x minus 5x square ကိုသွင်းလိုက်ပါဒီတော့အဲတိုင်းနဲ့ 45 a ကိုတွေ့ရတဲ့ဘာကြီးသွင်းလို့မှာတော့ဆရာမက 2x minus 5x square ကိုသွင်းတယ်ဒီမှာဘယ်နှထပ်ရှိသေးတော့နှစ်ထပ်ရှိသေးတယ် plus dot ဒါဆိုရင်သူ့လိုချင်တဲ့ကောင်ကြီးတန်းရသွားတာမင်းတို့ကြည့်လိုက်ဒီဘက်ချမ်းလေးက1 plus 2x minus 5x square the whole power ဒီမှာသူ့လိုချင်တဲ့ကောင်ကြီးတွေ့တာသူ့ဘာသူဖြစ်သွားတာအစားသွင်းလိုက်တာနဲ့1ဒီမှာဝင်ရောက်ချက်လို့30နဲ့28 35ဒီ50 square ဒါလေးကတော့ဝင်ရောက်ခင်ဖြတ်ရမယ်တောင်းရှိတယ်တောင်း square ဆိုတော့ခြေကြီးနှစ်ချက်ခြေကြီးနဲ့နောက်ကြီးမြောက်ချင်းရဲ့နှစ်စာနောက်ကြီးနှစ်ချက်ဒီလိုလေးပါနောက်ခြေကြီးနှစ်ထပ်ဆိုတော့4 square နောက်ခြေကြီးနဲ့နောက်ကြီးမြောက်ချင်းနှစ်စာ20နောက်ကြီးနှစ်ထပ်လို့ရတယ်ဒါဆို1 plus 28 minus 58 square ဝင်ရောက်လိုက်မယ်နော်45 လေးလျာ180 a square minus 45 2လျာ90ဆိုတော့980 plus 45နဲ့25 x power ဒီတက်ကိုဆက်မထည့်မရောက်တော့ပြင်းတယ်။ဆက်မလို့က8ချုပ်ထိပဲ a square ပဲလို့ဆိုတာ၄တက်ကြီးတယ်မလို့ချင်ဘူး။မင်းတို့ဆန္ဒစီကိုကပ္ပတာနဲ့မြောက်ချင်တယ်ဆိုလည်းမြောက်ပြန်မတော့မမြောက်ပြင်းတယ်ကွာ။မလို့ချင်မှသိနေပြီစားလို့ချင်တာကို coefficient of a square လေး3တက်လည်းမလို့4တက်လည်းမလို့အကြောင်းလို့အင်းတော့1 plus ဟောဒီမှာ28ဟောဒီမှာမျိုးတူနှစ်ခုရှိတယ် a square နဲ့ a square နဲ့180 a square က50 a square ကိုနှုတ်ရင်အပေါင်း130 a square minus 480 plus dot ဟောဒီ1 plus 2 is minus 5 square power စေတဲ့ကဖြန့်တဲ့ကိန်းရာဒီကားပါအဲ့ဒီဖြန့်တဲ့ကိန်းကြီးဘာကိုလို့ချင်တာတော့ coefficient of a square နဲ့ညှောက်ထားတဲ့ကိန်းလေးကိုလို့ချင်လို့တဲ့ဟို a square နဲ့ညှောက်ထားတဲ့ကိန်းလေးကဒီပါလေးဘယ်လိုလေးတော့130ပေါ့ a square နဲ့ညှောက်ထားတဲ့ကိန်းလေးကပြီးသွားပြီဒါပါပဲအမှားဆုံး a နဲ့ဖြန့်ခိုင်းတယ် a နေရာမှာ substitute လုပ်ခိုင်းတယ်ဒါမှလုပ်စရာရှိတာလုပ်ပြီးတော့ရှင်းစရာရှိတာရှင်းလိုက်တဲ့အခါမှာ a square နဲ့ညှောက်ထားတဲ့ကိန်းလေး130ဆိုပြီးတော့တန်းကနေပေါ်လာတယ်ဒါဆိုရင်ပြီးသွားပါပြီဒါဆိုရင်ဆရာမကျန်နေ1619ဆွေးနွေးလို့ပြီးသွားပါပြီ2021ကိုတော့ရှေ့ပါပြီးဟိုကနေရှင်းတော့ရှင်းခဲ့ပြီးသားဖြစ်တဲ့ကြောင့်မလို့ထပ်မရှင်းတော့ပါဘူးဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်